ဒါပြနှစ်ယောက်ဟာလီယံဘော်ကနေဒေါ်လာတန်း100ကိုလူရက်ထည့်ကြပါတယ်သူတို့ဟာပတ်စံထုတ်တွေကိုချီနှောင်ထားတဲ့ကြိုးတွေကိုအမြန်ဖြတ်တော့ပြီးမီတာ1000အမြင့်ကနေကောင်းကင်ပြင်ထဲကိုပစ်ချလိုက်ပါတယ်လီယံဘော်ကနေမထွက်ခွာခင်မှာတော့သူတို့ဟာလုံခြုံကြီးကင်မရာကိုလက်ကလေးထောင်ပြခဲ့ကြပါသေးတယ်အရှင်ကဟုန်နဲ့ပြုတ်ကျနေတဲ့ဒေါ်လာထုတ်တွေနောက်ကိုသူတို့လိုက်ပါခုန်ချခဲ့ကြပါတယ်အဲ့နောက်ဓာတ်တွေကိုကိုစီထုတ်ပြီးငွေဆက်ကိုတွေကိုစီးနှောင်ထားတဲ့ကြိုးတွေကိုတိုက်ဖြတ်ချလိုက်တဲ့အခါဒေါ်လာတန်း100ဟာကောင်းကင်ယံမှာလွင့်ပြန်သွားပြီးမြေပြင်ပေါ်ကိုအများပြားဝဲပြန်ကျဆင်းသွားပါတယ်ဓာတ်ပြတွေကတော့အောက်ဖက်ကိုဆက်လက်ငုပ်ရွှေ့ဆင်းသွားပြီးမီတာ8000နဲ့တဲ့တွင်းနဲ့ကြီးတစ်ခုတည်းကိုတဲတဲမမတ်ခုန်ဝင်သွားခဲ့ကြပါတယ်အဲ့ဒီတွင်းနဲ့ထဲရောက်မှလီထီတွေကိုဖွင့်လိုက်ပြီးအခင်းဖြစ်ပွားရာနေရာကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲငွေဆက်ကူတွေပြုတ်ကျနေတဲ့နေရာရဲ့အောက်တဲမှာတော့အဲ့ဒီဒေသရဲ့အစင်းရဲဆုံးကျူးကျော်ရက်ကွာရှိနေပါတယ်စင်းရဲသားတွေအားလုံးဟာကောင်းကင်ကကျလာတဲ့ပတ်စံအများအပြားကိုမြင်လိုက်ရတဲ့အခါအတိုင်းမသိဝမ်းသာသွားကြပြီးရသလောက်လိုက်လံကောက်ယူခဲ့ကြပါတယ်ဒါပေမဲ့ဒီဓာတ်ပြမှုဟာ FBI ကိုစဝေးစဝါဖြစ်သွားစေပါတယ်ဓာတ်ပြနေတဲ့ဒီလောက်အသေးစိတ်ကြတဲ့စီမံချက်ကတကယ်တော့စင်းရဲသားတွေကိုကူညီဖို့တက်တက်ပဲဆိုတာကိုသူတို့နားမလည်နိုင်အောင်ဖြစ်နေကြပါတယ်နောက်ထပ်ဓာတ်ပြမှုတစ်ခုမှာတော့ဓာတ်ပြတွေဟာအဆောက်အုံတွေကိုပြိုင်ပွဲသုံးမော်တော်ဆိုင်ကတစ်စီးယူဆောင်လာခဲ့ကြပါတယ်သူတို့ဟာအထက်ပေါင်း208ထက်ရှိတဲ့အမိုးပေါ်အကြည့်တက်သွားပြီးဒေါ်လာပေါင်းများစွာတန်ဖိုးရှိတဲ့အဖိုးတန်စိန်တွေကိုခိုးယူခဲ့ကြပါတယ်အဲ့ဒီနောက်စိန်တွေကိုယူပြီးအပေါ်ဆုံးထပ်ဗီဒင်းပေါက်ကနေခုန်ချခဲ့ကြပါတယ်လီဟုန်ထဲမှာလီထီတွေကိုဖွင့်လိုက်တဲ့ရဲတွေဘာလို့ရမယ်မသိဖြစ်နေတဲ့အချိန်မှာပဲခိုးယူလာတဲ့စိန်ပြားကိုစင်းရဲသားတွေစီဝေငှပေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအသက်ခံရလိုက်တဲ့တင်တန်းစင်းရဲရရှိလေးဟာရုတ်တရက်အရေးကြီးတဲ့တွေးရှိမှုတစ်ခုကိုပြုလုပ်နိုင်ခဲ့ပါတယ်အဲ့ဒါပါတော့ဓာတ်ပြတွေရဲ့ဒီခိုးမှုတွေနောက်ွယ်ကတကယ်ရည်ရွယ်ချက်ကိုသူရှာဖွေတွေးရှိသွားတာပဲဖြစ်ပါတယ်